နင်းနဲ့ခေါင်မှာမြင်းဆောင်ထင်းဟာလူခီးစီးယားရဲ့အခန်းထဲကိုတိတ်တဆိတ်ခိုးဝင်လာခဲ့ပါတယ်။သူနဲ့ရှိုးဝက်တွေ့ဆုံဖို့အတွက်သူမကလည်းအဝေးစားလဲပြီးကြိုတင်ပြင်ဆင်ထားပြီးသားပါ။လူခီးစီးယားကသူတို့အစီအစဉ်ဟာအပြစ်ပြောစရာမရှိဘူးလို့ထင်ခဲ့ပေမဲ့ထွက်လာတဲ့အတန်ကျဲကြီးကြောင့်အောက်ထပ်မှာဒဏ်ရာနဲ့အိတ်နေတဲ့သူမရဲ့ခင်ပွန်းနိုးသွားခဲ့ပါတယ်။သူဟာတီးကျင်စိတ်နဲ့ကတင်ပေါ်ကနေထပ်ပြီးအတန်လာရာနောက်ကိုလိုက်လာခဲ့ပါတယ်။ဒါပေမဲ့တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူလုံးဝမမျှော်လင့်ထားတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။ Butter, my lord. Good morning. ကန်ကောင်းထောက်မှစွာပဲအိမ်ဖော်မလေးတို့ရဲ့အချိန်ကိုက်ဖုံးကွယ်ပေးမှုကြောင့်လူခီးစီးယားနဲ့မြင်းဆောင်ထင်းပါလို့တို့ဟာလူမိမဲ့ဘေးကနေလွတ်မြောက်သွားခဲ့ပါတယ်။သူတို့ဘာကြောင့်ဒီလိုဆွန်စားမှုမျိုးလုပ်ရဲတယ်လဲဆိုတာသိချင်ရင်တော့အရာအလုံးဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ကစတင်ခဲ့တာပါခင်မုန်းဖြစ်သူရဲ့နှိပ်စက်မှုတွေကနေလွတ်မြောက်ဖို့အတွက်လူခီးစီးယားနဲ့သူမရဲ့ချစ်သူပါလို့တို့ဟာခင်မုန်းဖြစ်သူရဲ့မြင်းကုန်းကြီးကိုတိတ်တဆိတ်ပြုပြင်ထားခဲ့ကြပါတယ်။သူမမျောလင့်ထားတဲ့အတိုင်းပဲနောက်တစ်နေ့မှာဂျီယိုဘာနီဟာမြင်းပေါ်ကပြုတ်ကျပြီးခြေထောက်ဒဏ်ရာရသွားခဲ့ပါတယ်။ခင်မုန်းဖြစ်သူရဲ့နှိပ်စက်ညှဉ်းပန်းမှုတွေမရှိတော့တဲ့အတွက်လူခီးစီးယားတယောက်အချိန်တော်ကြာပျောက်ဆုံးနေတဲ့စိတ်အေးချမ်းမှုကိုနောက်ဆုံးမှာခံစား권ရခဲ့ပါတယ်။သူမဟာပါလိုနဲ့နေ့တိုင်းတွေ့ုံတင်မကပဲသူမရဲ့အခန်းထဲအထိပါရဲရဲဝံ့ဝံ့ခေါ်သွင်းခဲ့ပါတယ်။ပါလိုရဲ့နူးညံ့တိမ်မွေးမှုတွေကပဲဒီလိုသစိမ့်ပြင်ပမြေမှာလူခီးစီးယားကိုချုံမြိန်တဲ့အရသာအချို့ကိုခံစားစေခဲ့တာပါ။သူမကိုပို့ပြီးပျော်ရွှင်စေတာကတော့သူမအကိုရဲ့မင်္ဂလာဆောင်ကြောင့်မိသားစုအိမ်ကိုပြန်ခွင့်ရခဲ့တာပါပဲ။ဒီတစ်ခေါက်မှာတော့သူမကိုဘယ်သူထက်မဆိုပိုချစ်တဲ့အကိုဖြစ်သူစီးစာနဲ့နောက်ဆုံးမှာဆုံတွေ့ခဲ့ရပါတယ်။မျောလင့်ထားတဲ့အတိုင်းပဲသူပထမဆုံးမေးတာကသူမရဲ့အိမ်အောင်ရေးတာယာရဲ့လားဆိုတာပါပဲ။ဒါပေမဲ့အကိုဖြစ်သူကိုစိတ်မပူစေချင်တာကြောင့်လူခီးစီးယားကအရာအလုံးအဆင်ပြေပါတယ်လို့လက်ညာပြောခဲ့ပါတယ်။ဒါတောင်မှစီးစာကသူမရဲ့မျက်နှာမူရာကိုကြည့်ပြီးချက်ချင်းရိပ်မိသွားခဲ့ပါတယ်။ဒရက်ဆက်မင်းမြတ်မှုတွေကြောင့်နောက်ဆုံးမှာတော့လူခီးစီးယားတယောက်အမှန်တိုင်းပြောလိုက်ရပါတော့တယ်။သူမကခင်မုန်းဖြစ်သူဟာအခုတလောခြေထောက်ကျိုးနေတာကြောင့်လွတ်လပ်ခွင့်တွေအများကြီးရနေတယ်လို့နောက်ပြောင်ပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ဒီလိုနောက်ပြောင်မှုရဲ့နောက်ွယ်မှာတော့ဒါတွေဟာကြာရှည်မှာမဟုတ်ဘူးဆိုတာသူတို့နှစ်ယောက်လုံးသိနေကြပါတယ်။ဘာကြောင့်လဲဆိုတော့မကြခင်မှာလူခီးစီးယားဟာခင်မုန်းဖြစ်သူစီပြန်သွားရတော့မှာဖြစ်ပြီးဂျီယိုဘာနီရဲ့ဒဏ်ရာကလည်းသူတို့ထင်ထားတာထက်ပိုပြီးမြင်မြန်ဆန်ဆန်တက်တာလာနေလို့ပါပဲ I like that God is healing, so we may confirm tonight. Tonight.